ရှုံးပွဲမရှိ19နှစ်ရွယ်ဖိုက်တာမာလီနဲ့ရင်ဆိုင်လို့ရှင်ပြိုင်သွားရမယ့်ကရန်စစ်သက်မဲ့ဘရိုနီကာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဝမ်ချန်ပီယံရှစ်ကတော့ဘရိုနီကာကိုပညာစမ်းမြတ်มาပြီးထိုင်းဖိုက်မှာထိုးစရာပြိုင်ဘက်မရှိတော့လို့နိုင်ငံခြားဖိုက်တာတွေတောင်ခေါ်ထိုးနေရတဲ့ဘရိုနီကာအတွက်ဝမ်ရဲ့ပွဲဥတော့ကတော့မလာပါခဲ့ပါဘူးဒီနေ့စောပိုင်းမှာဝမ်ချန်ပီယံရှစ်စီရောက်ရှိလာတဲ့ဘရိုနီကာဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့မှာပွဲဥအတွက်ပြေဗီရောနဲ့ထိုးသက်ခဲ့ရပါတယ်ဘရိုနီကာအနေနဲ့ဗီရာကိုစိုင်တိုးပြိုင်တိုးလုံးနိုင်ခဲ့ပေမဲ့တက်လုံပိုင်းကျဆင်းမှုတွေကြောင့်အမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်ပွဲဥတော့မှာရှုံးရလက်နဲ့ရင်ဆိုင်ခဲ့ရတဲ့ဘရိုနီကာအတွက်ဒီတစ်ခေါက်ရင်ဆိုင်လို့ရှင်ပြိုင်သွားရမယ့်ဖိုက်တာကလည်းခေသူမဟုတ်ဘဲ19နှစ်အရွယ်ရှုံးပွဲမရှိဂျပန်ဖိုက်တာမာလီဂျူနီယာဖက်တက်ပဲဖြစ်ပါတယ်ဒီပွဲဟာဘရိုနီကာအတွက်တကယ့်ကိုမလွယ်ကူပါဘူးဂျူနီယာဟာဝမ်ပွဲဥအတွက်ဖြစ်ထိုးသက်ခဲ့တဲ့ဗီဒါထက်တောင်စွမ်းဆောင်ရည်ပိုကောင်းတဲ့ဖိုက်တာဖြစ်ပါတယ်ဂျူနီယာက2023ခုနှစ်မတ်လတွင်မှကျင်းပခဲ့တဲ့ One Friday Fight 8မှာစတင်ပွဲဥထွက်လာခဲ့ပြီး Thai Fighter Pancake ကို Split Decision နဲ့အနိုင်ရရှိထားသူဖြစ်ပါတယ်အဲဒီနောက်ဂျူနီယာဟာတရုတ် Fighter Wanru, Turkey Fighter Dogan, American Fighter Angela Chang, Japan Fighter Mesamiအာဂျင်တီးနားဖိုက်တာဂရီကိုဟောင်ကောင်ဖိုက်တာအမ်မီလီချောင်တို့နဲ့ဇက်တိုက်ထိုးသက်ခွင့်ရရှိပြီးရှုံးပွဲမရှိရာနှုန်းပြည့်အနိုင်ရရှိထားသူဖြစ်ပါတယ်။ဂျူနီယာဟာအသက်ကငယ်ငယ်လူကောင်ကတေးသေးဆိုပေမဲ့မာကုံကောင်းပြီးတွေးကြုံကောင်းနေပိုင်ဆိုင်ထားတဲ့အမျိုးသမီးဖိုက်တာမာလီလည်းဖြစ်ပါတယ်။သူမရဲ့အဓိကအားသာချက်ကဘာလဲဆိုရင်လက်သေးတွဲလုံးတွေတော်တော်လေးကောင်းတာကိုမြင်တွေ့ထားခဲ့ရတာပါ။သူမရဲ့အရက်မြင့်ဟာ9ပေတလက်မသာရှိပေမဲ့သူမထက်အရက်မောင်းကောင်းတဲ့ဖိုက်တာတွေနဲ့လည်းရင်ဆိုင်ထိုးသက်ထားခဲ့သူဖြစ်ပြီးအဆိုပါပွဲစဉ်တွေမှာသူမရဲ့ body shock လက်သီးချက်တွေဒူးတိုက်ချက်တွေကတော်လေးကောင်းမွန်ခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါခြေကန်ချက်ကိုတော့အရန်ကြီးအားပြုတာမျိုးမရှိတာကိုမြင်တွေ့ထားခဲ့ရပြီးအများအားဖြင့်တော့လက်သီးထိုးချက်တွေကိုပိုပြီးအားပြုလေးရှိတာကိုမြင်တွေ့ထားရှိရပါတယ်တခုရှိတာကဂျူနီယာဟာသူအနိုင်ရရှိထားတဲ့9ပွဲမှာတူရကီဖိုက်တာဒိုကန်တယောက်တည်းကိုပဲဒုတိယချီပြီးကန်ဒီမှာတီကေအိုနဲ့အနိုင်ရရှိထားတာဖြစ်ပြီးကျန်ပွဲတွေကအမှတ်နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းလေထိုးနိုင်စွမ်းအားနည်းတယ်လို့ကောက်ချက်ချလို့ရပါတယ်။ဒါပြင်ဝမ်ပွဲဥထွက်မှာပဲထိုင်းမွေထိုင်းဖိုက်တာနဲ့ထိုးသက်ခဲ့ရတာဖြစ်ပြီးကျန်တဲ့ပွဲတွေကတော့အခြားနိုင်ငံကဖိုက်တာတွေနဲ့ထိုးသက်ခဲ့ရတာဖြစ်ပါတယ်။ဒါပြင်ဂျူနီယာဟာအရက်9ပေတလက်မပဲရှိတာကဘရိုနီကာအတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်။ဘရိုနီကာကအရက်9ပေ4လက်မရှိတာကြောင့်ဂျူနီယာတက်3လက်မပုံမြင်သလို reach လည်းပိုရောက်ပါတယ်ဘရိုနီကာအနေနဲ့ကွာဝေးတစ်ခုထိန်ကစားပြီးအမှတ်ရအောင်ယူမယ်နောက်ဆုံးချီရောက်မှတိုက်စစ်ကိုစွမ်းကုန်ဖွင့်ထုတ်မယ်ဆိုရင်တော့ရလက်ကောင်းတွေရရှိနိုင်ပါတယ်စားလာတဲ့က blue sign တည်ရင်တော့ဘရိုနီကာတယောက်2ပွဲဆက်ရှုံးပွဲတောင်ကြုံတွေ့သွားရနိုင်ပါတယ်ဒါအပြင်ဘရိုနီကာအတွက်လည်း2ပွဲဆက်ရှုံးပွဲဆက်လို့မဖြစ်တဲ့ခြေနေလို့ဆိုရမှာဖြစ်ပြီးထိုင်းဖိုက်မှာချန်ပီယံဖြစ်ထားတဲ့ဖိုက်တာတယောက်ကို1ကိုရောက်မှရှုံးပွဲတွေဆက်နေတဲ့ဆိုတဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်သွားရပွဲရှိနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီပွဲမှာရောဘရိုနီကာတယောက်ဘယ်လိုများဖြစ်မလဲရလက်ကောင်းတွေများရရှိနိုင်ပါမလား။ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေရှင်။